ဒီဇလန်ရဲ့အစမှာတောက်ရကတောထဲမှာမြစ်တာဝေရင်အာယုံတစ်ခုကိုခံစားလိုက်ရတယ်။အဲ့ဒီအချိန်မှာတက်ခံရောက်လာပါတယ်။တောက်ရကစောနာကအာယုံခံစားမိတာကိုပြောပြလိုက်တော့တက်ခိုင်ကဒီအပင်တွေကတာမန်မဟုတ်ပဲနာနာဘဝတွေစောက်ရှောက်နေပြီးသူတို့မိခိုနေထိုင်ရာအိမ်တွေဖြစ်တယ်လို့ရှင်းပြပါတယ်။အဲ့ဒီအချိန်မှာပဲအောင်မြတ်တာရောက်လာပြီးနာနာဘဝပိတ်တာတစီစတဲ့မမြင်အပ်တဲ့သူတွေဟာလူတွေနဲ့မတူပဲအစွမ်းကိုစီရှိကြတယ်။တီလတမာရီမြဲသူတွေရောက်လာရင်တော့သူတို့ဟာအလိုအလျောက်ရှောင်ဖယ်ပေးရတယ်။ဒါပေမဲ့စွမ်းအားပူကြီးတဲ့နာနာဘဝတွေကတော့နာမရှိတဲ့ရုပ်ခန္ဓာကိုယ်တွေကိုဝင်ရောက်ပူးကပ်ပြီးလူအပြစ်ဟန်ဆောင်နေတတ်ကြတယ်လို့သတိပေးပါတယ်။မကြသေးခင်ကတောက်ရမြင်လိုက်ရတဲ့အာယုံကစွမ်းအားကြီးတဲ့နာနာဘဝတစ်ကောင်နဲ့ဖက်မှန်ရင်ဆိုင်ရမယ့်အရေးအယောင်ဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ရွာထဲမှာအဖြစ်အပျက်တွေစတင်လာပါပြီ။အောင်ဖူးရဲ့အမေကသူ့သားအရက်တောက်တာပေါက်တဲ့ကြရရှောက်လို့မိတာကသူ့ပေါင်းတဲ့အပေါင်းအသင်းတွေကြောင့်အမြဲတမ်းစိတ်ပူနေရပါတယ်။အမေဟာရွာထဲမှာကြက်တွေပျောက်နေတဲ့ကိစ္စမှာအောင်ဖူးတို့ကာလာသားအဖွဲပါနေမလားဆိုပြီးတော့စိုးရင်ပူပန်နေပါတယ်။အဲ့ဒီချိန်မှာပဲကိုသားကျော်တို့ရောက်လာပြီးတော့ရွာထဲမှာနတာရှည်ယောဂဖြစ်နေတဲ့အကြီးများစီကိုသတင်းသွားမေးကြပါတယ်။အကြီးများကဖျားနေတယ်လို့ပြောပေမဲ့လက်တွေကရေခဲတုံးလိုအေးဆက်နေတာကိုကိုသားကျော်သတိထားမိပါတယ်။စားတော့ရမှာလဲလောကြီးအငန်းမရစားပါတယ်။တခါတလေကြက်သားရင်းစားရမှာဆိုရင်လဲကြက်တကောင်လုံးတထိုင်နဲ့ကောအောင်စားတယ်လို့အကြီးများတူမပြောပါတယ်။အောင်ဖူးကအကြီးများရဲ့အတန်ကလည်းပုံမှန်မဟုတ်ပဲကြောက်စရာကောင်းအောင်အော်ဟေးလိုက်တော့သတိပြုမိပါတယ်။ဒါကြောင့်ကိုသားကျော်နဲ့အောင်ဖူးတို့ကအကြီးများရဲ့အခြေအနေကိုထူးဆန်းပြီးတစ်ခုမဟုတ်တစ်ခုတော့မားနေတယ်လို့တန်နေရတယ်ဖြစ်လာပါတော့တယ်။ရွာထဲမှာကြက်ခိုးမှုတွေဇက်တိုက်ဖြစ်နေပြီးတော့ဒီကိစ္စကိုကာလာသားအဖွဲ့လားဆိုပြီးပြောနေကြလို့အောင်ဖူးကဒေါသထွက်နေရပါတယ်။လမ်းမှာကိုသားကျော်နဲ့အောင်ဖူးကအကြီးများကြက်ခိုးတော့တာကိုတွေးလိုက်ရပါတယ်။သူတို့ကလှုပ်ဝက်စွာစောင့်ကြည့်လိုက်တဲ့အခါမှာတော့အကြီးများကြီးကညဘက်မှာကြက်တွေအကောင်လိုက်စားနေတာကိုမျက်ဝါးထင်ထင်တွေးလိုက်ရပါတယ်။ကိုသားကျော်နဲ့အောင်ဖူးတို့ကလည်းရွာကလူတွေကိုသတိပေးပြီးအကြီးများရဲ့တူမအေးဖြူကိုအမှန်တိုင်းရှင်းပြပါတယ်။ရွာလူကြီးကဒီဖုတ်ကောင်ကိစ္စကိုဖြေရှင်းဖို့အတွက်ပညာတတ်ပြီးလောကီကိစ္စကိုလည်းကျွမ်းကျင်တဲ့ဆရာလေးအောင်မြတ်တာတို့ကိုပင့်ဆောင်လာပါတယ်။ဆရာလေးတို့ကအေးဖြူနဲ့ကိုသားကျော်တို့ကိုအဖြစ်အပျက်အမှန်တိုင်းကိုအစအဆုံးရှင်းပြခိုင်းပါတယ်။ဆရာလေးကလက်ရှိအေးဖြူနဲ့အတူနေနေတဲ့အကြီးမြဟာသူမရဲ့အကြီးမြအစ်စ်မှန်မဟုတ်တော့ပဲမကောင်းဆိုးဝါးဝင်ပူးနေတဲ့ဖုတ်ကောင်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ဖုတ်ကောင်ကိုလွတ်ထားမယ်ဆိုရင်ရွာသူရွာသားတွေကိုတက်ပြီးတွေးဆုပ်တဲ့အဆင့်အထိရောက်လာနိုင်ကြောင်းသတိပေးပါတယ်။အေးဖြူကလည်းဝမ်းနည်းစွာနဲ့ဆရာတို့လှုံ့ဆော်ဆရာရှိတာကိုလုပ်ပါလို့ခွင့်ပြုချက်ပေးလိုက်ပါတယ်။ဆရာလေးတို့အဖွဲ့ကဖုတ်ဝင်နေတဲ့အကြီးမြကိုတွားရောက်ရင်ဆိုင်ပါတယ်။ထိုချိန်မှာပဲအကြီးမြကငါကိုဘယ်သူမှမကူနိုင်ဘူးလို့ပြောတဲ့အခါအောင်မြတ်တာကဟန်ဆောင်နေရကိုရတန်းရက်လိုက်ဖို့အမိန်ပေးလိုက်ပါတယ်။ဒါပေမဲ့အကြီးမြကနာမခံတဲ့အချိန်မှာတော့တက်ခိုင်နဲ့တောက်ရကသူတပားခန္ဓာကိုယ်ထဲဝင်ပြီးခုနှစ်ရဲသားသမီးတွေကိုဘာကြောင့်ဒုက္ခပေးနေရတယ်လဲလို့မေးမြန်းလိုက်တဲ့အခါမှာတော့ဟုတ်ကောင်ကအစားချင်လို့တရွာလုံးကလူတွေကိုစားပြစ်မယ်လို့ကြိမ်ဝါပါတယ်။တက်ခိုင်နဲ့တောက်ရကပညာအစွမ်းနဲ့အပူပေးလိုက်တဲ့အခါဖုတ်ကောင်ကပူလောင်တဲ့ဒဏ်ကိုမခံနိုင်တော့ပဲသူ့ရဲ့နာမည်ဟာထိန်ပင်ဆောက်ငထိန်ဖြစ်တယ်လို့ဝန်ခံလိုက်ပါတယ်။နောက်ဆုံးမှာတော့ငထိန်ကသူတစ်ပါးခန္ဓာကိုယ်ထဲဝင်ရောက်ခိုကက်စားတောက်ခြင်းမကောင်းမှုများကျူးလွန်ခြင်းတွေအတွက်နောင်တရရကြောင်ပြောပြီးတော့ထွက်သွားခွင့်ပေးဖို့တောင်းပန်ပါတယ်။အောင်မြတ်တာကထွက်သွားခွင့်မပေးဘဲရွာသားတွေကိုရွာထိပ်မှာအခေါင်းနဲ့တင်းချိုင်းတွင်းတူးထားဖို့ခိုင်းပြီးတော့ပုတ်ကောင်ကိုအခေါင်းထဲထည့်မြင်မြုပ်ပြဖို့စီရင်လိုက်ပါတယ်။အောင်မြတ်တာကငထိန်ကိုမကောင်းမှုတွေထပ်မလုပ်တော့ဖို့ဂရုပေးခိုင်းထားပြီးဆက်လက်ကျူးလွန်မယ်ဆိုရင်တော့ခန္ဓာတစ်ခုလုံးလောင်ကျွမ်းသွားအောင်စီရင်ပြစ်မယ်လို့တတိပေးလိုက်တဲ့အခါမှာတော့ငထိန်ဟာကြောက်ရွံ့စွာနဲ့ထပ်မလုပ်တော့ကြောင်းဂရုပေးလိုက်ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာ။အဆုံးထိကြည့်ရှုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။